ဒီတတဝါကချင်းသေးတွေတောင်မှစိန်ခေါ်ဖို့တိုးဆုပ်ရလောက်တဲ့တတဝါပါအာဖရိကမှာအကြီးဆုံးအန်တီလိုက်ဖြစ်တယ်လို့ဒီတိုက်ကြီးရဲ့အင်အားအကြီးဆုံးတက်တက်လွတ်စားတဲ့တိရစ္ဆာန်တွေကတကောင်ဖြစ်တဲ့အီလန်နဲ့မိတ်ဆက်ပေးပါရစေတစ်ချက်ကြည့်လိုက်ရင်စင်တကောင်လောက်ကိုလေးလံမယ်လို့ထင်ရပါတယ်အရွယ်ရောက်ပြီးသားအထီးတကောင်ဟာကို၄ချိန်ကိုရကီလိုဂရမ်လောက်ထိရှိနိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့မလိုက်အောင်တနာရီကိုကီလိုမီတာ40နီးပါးလောက်အထိအမြန်နှုန်းနဲ့ပြေးနိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့အရွယ်စားကတင်အထင်ကြီးစရာကောင်းတာမဟုတ်ပါဘူး။အီလန်တွေလမ်းလျှောက်တဲ့အခါသူတို့ရဲ့ဒူးစစ်ကနေကျဲလောင်တဲ့ကလစ်မြီတန်တစ်ခုထွက်လာပြီးအံ့ဩစရာကောင်းလောက်တဲ့အကွာအဝေးထိကြားနိုင်ပါတယ်။ဒီအတန်ဟာတခြားအီလန်တွေကိုအင်အားအကြီးဆုံးအထီးတွေဘယ်သူလဲဆိုတာသိစေဖို့ကူညီပေးတယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်။အန်နီတစ်ခုခုနဲ့ကြုံလာရတဲ့အခါအီလန်တွေကအမြဲတမ်းတိုက်ခိုက်နေစရာမလိုပါဘူး။သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ခြုံထက်တဲ့ဥချိုတွေနဲ့ကြောက်စရာကောင်းတဲ့ပုံမှန်တံတွေကတင်သားရဲတွေကိုနောက်ဆုတ်သွားစေဖို့လုံလောက်နေပါပြီ။အမှန်တကယ်တော့အရွယ်ရောက်ပြီးသားအီလန်တကောင်ဟာအရန်ကိုအင်အားကြီးမှလုံးလို့ချင်းသေးတွေတောင်မှရွေးချယ်စရာရှိရင်ပိုပြီးဖမ်းရလွယ်ကူတဲ့သားကောင်ကိုသာရွေးချယ်လေးရှိပါတယ်။ဒါကြောင့်ဒီအေယာမတတဝါဟာအာဖရိကရဲ့အကြီးဆုံးတိရစ္ဆာန်တွေကတကောင်ဖြစ်ုံတင်မကပဲအလေးစားရဆုံးတိရစ္ဆာန်တကောင်လည်းဖြစ်ပါတယ်။တင်သားအီလန်တကောင်နဲ့မျက်နှာချင်းဆိုင်တွေ့ခဲ့ရရင်တင်ရောရဲရဲဝုန်းဝုန်းရက်တည်နေနိုင်မှာလား။အောက်မှာမှတ်ချက်ပေးခဲ့ကြပါဦး။